개요, 야, 개요. 오케이. 스바사의 쟁여, 스바사의 파도plan. 아빠이, 셋 끝장이고요. 조절하게 됩니다. 오케이. 이니마 스바사의 내기요. 쉐어링လုပ်တဲ့ကြောင်းအရာကတော့ bus ticketing မှာကျွန်တော်တို့ပြပမှာတော့bus ticket တွေဝယ်တဲ့အကြောင်းဒုတိယပိုင်းဖြစ်သွားမှာပေါ့နော်။မနေ့ကတော့ထိုင်းနိုင်ငံမှာပြည်တွင်းကားလက်မှတ်ဝယ်တဲ့အကြောင်းပြောပြပေးတဲ့အချိန်မှာဒီနေ့မှာလည်းကျွန်တော်ကယူရိုဖက်မှာယူရိုဖက်ဆိုအဓိကတော့ရှန်ယန်ဒေတာတွေမှာပေါ့နော်ကျွန်တော်တို့ခီးတွေသွားကြမယ်သွားလေကြမယ်ဆိုလို့ရှိရင်တိုး package တွေနဲ့သွားတာတွေရှိတယ်။တချို့ကျတော့လေကို plan နဲ့ own plan နဲ့သွားတဲ့သူတွေလည်းရှိတယ်။အဲ့လိုလူတွေကတော့ bus ticket ကျွန်တော်တို့ဘယ်လိုကြိုဝယ်ထားကြအဲ့ဟာလေးကျွန်တော် share လုပ်ပေးချင်ပါတယ်။ Okay ကျွန်တော်တို့ဒီယူရိုနိုင်ငံတွေသွားမယ်ဆိုလို့ရှိရင်ပုံမှန်တော့လမ်းပေါ့တိုင်းနဲ့သွားကြမယ်ဟိုတယ်တွေကတော့ဒီနေ့ပုံမှန်တိုင်းနဲ့ကျွန်တော်တို့ booking လုပ်ထားလို့ရတာရှိတယ်ဒါပေမဲ့သူတို့ရဲ့ဒီ data တွေဆိုတော့ဒီတွင်းတော့မတော်တော့ဘူးเนาะတချို့ကသူတို့ကဒီ Shanghai area ဖြစ်တဲ့အတွက်ကြောင့်မလို့သူကနိုင်ငံတွေနဲ့နိုင်ငံတစ်ခုနဲ့တစ်ခုကလည်းပဲဒီတွင်းလို့ပုံစံပဲကျွန်တော်တို့ဖြတ်တန်းသွားလာလို့ရတယ်အဲ့အတွက်ကိုကျွန်တော်တို့ကbus ကားတွေနဲ့ကျွန်တော်တို့သွားလို့ရတယ်အဲ့ bus ticket တွေကိုကျွန်တော်တို့နေလို့ရတဲ့အပိုင်းကတော့နှစ်ပိုင်းကျွန်တော်ပြောပြတယ်တစ်ခုကတော့ကျွန်တော်တို့ drive ဝယ်တာပေါ့drive ဝယ်တာကြတော့ကျွန်တော်တို့ဒီ Omeo website တွေနောက်ပြီးတော့ Passport ဆိုတဲ့ website တွေအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ direct ဝယ်လို့ရတာတွေလည်းရှိတယ်နောက်တစ်နည်းကတော့ကျွန်တော်တို့ကဒီ trip.com လို့ booking.com လို့အဲ့ဒီကနေလည်းကျွန်တော်တို့ ticket ဝယ်လို့ရတယ်ရှိတယ် okay ကျွန်တော် drive ဝယ်မယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းအနေနဲ့ကတော့နည်းနည်းလေး flexible ဖြစ်တယ်ပုံမှန်တိုင်းလေးပဲရှိတယ်ဒါပေမဲ့တစ်ခုဘာလို့လဲဆိုကျွန်တော်တို့စီမှာ visa card master card တွေရှိဖို့တော့လိုတယ်ဆိုတော့အဲ့ဒီဟာတွေရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဒါတိုင်းကျွန်တော်တို့ဝယ်လို့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ service ပြန်ပေးမဲ့သူတွေအတွက်လည်းပဲvisa card master card ရှိတာလို့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာကနေတော့မဟုတ်ဘူးအနည်းဆုံးတော့ထိုင်းနိုင်ငံမှာဘဏ်အကောင့်ရှိရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီထိုင်းဘက်ကနေအာရှကပေါ့ဗျာအာရှနေဝယ်မယ်ဆိုလို့ရှိရင်အာရှထဲမှာကျွန်တော်တို့ဘဏ်အကောင့်တစ်ခုခုရှိထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်လို့ရတယ်ဘယ်ကနေဝယ်လို့ရလဲဆိုတော့ trip.com booking.com ကနေပြီးတော့သူတို့ရဲ့ bus ticket ကို own website ကနေရောင်းတဲ့ပုံစံအတိုင်းကျွန်တော်တို့ဝယ်လို့ရတယ်ဈေးနှုန်းလေးကတော့အနည်းငယ်ဘာမှမလို့တော့ရှိမှာပေါ့နော်သူတို့ရဲ့ဒီ website အသုံးပြုတာအတွက် service fees အနေနဲ့တော့ယူရဟာရောဈေးနှုန်းအနည်းငယ်ပြောင်းလဲလေးတော့ရှိမှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ visa master card ရှိတယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့ website တွေကနေပြီးတော့ကျွန်တော်တို့အားဝယ်လို့ရမယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့အားရှာပြမှာသက်ဆိုင်ရာဒီပြည်ရင်းဘဏ်တွေရှိနေဆိုလို့ရှိရင်တော့ trip.com booking.com နေပြီးတော့ကျွန်တော်တို့ bus ticket တွေဝယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဒီတကယ်သွားမဲ့သူပေါ့နော် customer ကိုယ်တိုင်အတွက်ပေါ့ဒါပြီးတော့ကျွန်တော်တို့ဒီ travel tour တွေ service ပေးရဆိုလို့ရှိရင်လည်းခုနကလိုမျိုးတင်နေပြီးတော့ယူပြီးတော့ကျွန်တော် service ပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ဗီဒီယိုလေးကနေပြီးတော့ကျွန်တော်ညှောင်းပေးလိုက်တာဖြစ်ပါတယ် okay ဒီနေ့ကတော့ကနေကနေလေးဖြစ်သွားပြီဆိုတော့ကျွန်တော်တို့နောက်တစ်ပတ်မှာကျွန်တော်တို့ဘာအကြောင်းလေးတွေနဲ့ဘယ်လိုမျိုးလာမယ်ဆိုတဲ့ဟာလေးကိုရှင်းပြပါမယ်စောင့်နေဖို့အတွက်ပြောကြလိုပါတယ် okay အဲ့တော့ဒီနေ့အတွက်ကတော့စီစဉ်လေးကိုဒီမှာပဲဆုံးသက်ခွင့်ပြုပါ okay အားလုံးပဲညာကြနေပါခင်ဗျာခေတော့ဗျာခေတော့စူပါဆိုင်ပါ